အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပတ်စံရတဲ့တွန်ကွိုင်းမီနီလေးအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်ရင်းရမှာနှစ်ခုရှိတယ်ပေါ့နော်ပထမတစ်ခုကကျွန်တော်တို့ပတ်စံမတက်နိုင်တဲ့လူတွေကကျွန်တော်တို့0.ပတ်စံမတက်နိုင်တဲ့လူတွေကတော့ကျွန်တော် refer ရှာလိုက်ပေါ့နော်ပတ်စံတက်နိုင်တဲ့လူတွေကတော့ 0.5 တွန်ရင်းရတာပေါ့နော်တွန်ကလည်းအဲ့လိုဈေးဖြစ်တာမဟုတ်ဘူးနော်9500ကိုကျွန်တော်ဆိုရင်1တွန်ရတယ်ပေါ့နော်ကျွန်တော်ဝယ်တာပေါ့နော်ကျွန်တော်ဝယ်1တွန်ရတယ်ကျွန်တော် 0.5 တွန်ရင်းလာတယ်ဒါဆိုရင်ကျွန်တော်ဒီကောင်လေးရဲ့ link ကိုကျွန်တော်ရဲ့Telegram channel မှာကျွန်တော်တင်ထားပေးတယ်ပြီးရင်ကျွန်တော် YouTube channel မှာလည်းတင်ထားပေးပါပေါ့နော်ကျွန်တော်ဗီဒီယိုမနားလေတာရှိရင်ကျွန်တော် Telegram channel group မှာလာမေးပေါ့နော်ကျွန်တော်အသေးစိတ်ဖြေပေးပါမယ်ဒါဆိုရင်ကျွန်တော်ဒီကောင်လေးတွေကို share ဝင်မယ်ဒီလိုစာမျက်နှာရောက်သွားပြီပေါ့နော်ဒီလိုစာမျက်နှာရောက်သွားပြီဆိုရင်ကျွန်တော်တို့ပတ်စံမတက်နိုင်တဲ့လူတွေကတော့ကျွန်တော်တို့တငယ်ချင်းခေါ်ပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတွေစုခေါ်ပေါ့ကိုယ့်ရဲ့အသိမိတ်ဆွေဖြစ်ခဏလေးဝင်ခိုင်းပြီးတော့ပေါ့နော်နှိပ်ခိုင်းပြီးတော့ကျွန်တော်တို့လူရှာလို့ရတယ်ပေါ့နော်ဒါမှမဟုတ်refer အတူပုတ်လေလို့ရင်ရလောက်ဝင်ပေါ့နော်ကျွန်တော်တော့မစမ်းရသေးဘူးဒီမှာလူခေါ်ဖို့ဆိုရင်ကိုယ့်ရဲ့မှာcoffee link လေးကိုပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတယောက်ပို့ပေးလိုက်ဒါဆိုရင်သူကဒီထဲ gain ထဲဝင်ဆော့မယ်ဆိုရင်ကိုကဒါလူတယောက်ရပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ home ညာလေးကိုချက်သွားမယ်ပြီးရင်ဒီမှာ top add ဆိုတာရှိတယ်ရင်းမဲ့လူတွေအတွက်ပေါ့နော် top add ဆိုတာရှိတယ်ပြီးရင်ဒီမှာ address ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ရဲ့ Tongiba wallet ထဲကိုထည့်ပြီးရင်ကျွန်တော်ဒီကောင်ကိုပို့လိုက်မယ်ပေါ့နော်ဒီကောင်လေးကိုပို့လိုက်မယ်ပြီးရင်ကျွန်တော်0.5တွန်ပို့လိုက်မယ်ပေါ့နော်ပို့လိုက်မယ်ပြီးရင်ကျွန်တော် click ဆိုတာလေးကိုတစ်ချက်နှိပ်အဲ့ဒါမှကျွန်တော်တို့ run သွားမှာပေါ့နော်ပို့ရောမြန်သွားမှာ speed ပိုမြန်သွားမှာဝတ်တော့ငွေထုတ်မဲ့နေရာမှာဆိုရင်ကျွန်တော်ချက်ပြမယ်ဒီကောင်ကြတော့ငွေထုတ်မယ်ဆိုရင်1တွန်ကနေစာထုတ်ရမယ်ပေါ့နော်ကျွန်တော်တို့က1တွန်ပြည့်တာနဲ့တစ်ခါထုတ်မယ်ပြီးရင်ကျွန်တော်တို့0.5တွန်ပြန်ရေးမယ်အဲ့လိုလုပ်ရမယ်ပေါ့နော်ဒါဆိုကျွန်တော်တို့အမြင့်တွေရနိုင်တယ်ပေါ့နော်အမြင့်ရနိုင်တယ်ပြီးရင်ကျွန်တော်စဆော့မဲ့လူတွေဆိုရင် e-learn နေရာကိုတစ်ချက်သွားမယ်ဒီမှာပေါ့နော်ဒီမှာဗီဒီယိုကြည့်ရမယ်ပေါ့နော်ဗီဒီယိုပုတ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ 0.001 တွန်ရမယ်ပေါ့နော်အဲ့မှာ welcome bonus ရှိတယ် welcome bonus ရလဲဒီတိုင်းပဲအဲ့မှာ story တစ်ပုတ်ကြည့်story တစ်ပုတ်ကြည့်ရမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီကောင်က 0.002 တွန်ရမယ်ပေါ့နော်အဲ့မှာသူတို့ရဲ့ Telegram channel တစ်ခုကိုကျွန်တော်တို့က join ပေးရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာတွန်နေထည့်ရအောင်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာလူခေါ်အောင်မယ်ပေါ့နော်ဒီမှာကိုယ့်ရဲ့အသိမိတ်ဆွေဖြစ်ဖြစ်ဒီမှာ1ယောက်ခေါ်လေးရတယ်3ယောက်ခေါ်လေးရတယ်ပေါ့နော်3ယောက်ခေါ်လေးဒီမှာအကန့်အသတ်နေရှိတယ်ပေါ့နော်ခေါ်လို့ရတယ်အကန့်အသတ်မရှိဘူးပေါ့နော်ကိုကြိုက်တယ်လို့ခေါ်လို့ရတယ်ပေါ့နော်ဒီမှာကိုကြိုက်တယ်လို့ခေါ်လို့ရတယ်လူခေါ်တာများလေကိုကပို့ပြီးတော့ speed ကပိုမြန်လीပေါ့နော်ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ရဲ့ channel မှာငွေရှာနည်းတွေနဲ့မိုင်းဒီအကြောင်းဘုံမေသက်သာစီမဲ့အကြောင်းတွေရဲ့Telegram mini တွေအကြောင်းတွေရဲ့တင်ပြသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ဘေးနားခေါင်းလုံးလေးကိုနှိပ်ထားပြီးပို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်